ဖြစ်ပါတယ်ကလေးတွေအတွက်ပေါ့နော်ဒီတန့်စင်တဲ့လေတွေရရှိနိုင်တဲ့နေရာတန့်ရှင်းမှုနဲ့လျော်ညီတဲ့ကိုက်ညီတဲ့ toilet တွေပြီးလို့ရှိရင်တို့အတွက်ကျမကြီးအတွက်လက်ဆေးဖို့နေရာတွေအစားအသောက်စားဖို့နေရာတွေကစားဖို့နေရာတွေကိုလည်းတီးခြားထားရှိပေးတာဖြစ်ပါတယ်ကစားကွင်းဆိုရင်လည်းပဲကျောင်းတွင်အခန်းတွင်ကစားကွင်းနဲ့အခန်းပြင်ပကစားကွင်းဆိုပြီးတော့ကလေးတွေအတွက်နှစ်နေရာဖန်တီးပေးထားတာဖြစ်ပါတယ်ပြီးလို့ရှိရင်တင်ထောက်ကူပစ္စည်းမျိုးစုံဒီတင်ထောက်ကူပစ္စည်းမျိုးစုံဒီကလေးတွေရဲ့ Montessori နည်းနဲ့အသုံးပြုရအောင်ဖြည့်စွမ်းထားပြီးတဲ့တင်ထောက်ကူတွေဖြစ်သလိုကလေးတွေရဲ့ art and craft တွေကိုဆရာမနဲ့အတူလေ့ကျင့်သင်ရှားပေးနိုင်တဲ့လှုပ်ရှားနိုင်တဲ့တင်ထောက်ကူတွေကိုလည်းနေ့စဉ်ပြုလုပ်ပြီးတော့ကလေးတွေကိုလေ့ကျင့်သင်ကြားပေးပါတယ်အဲ့တော့ကလေးတွေအတွက်ဆိုလို့ရှိရင်ကျန်းမာရေးနော်ပေါင်းတင်ဆက်ဆံရေးလူမှုရေးဖွံ့ဖြိုးမှုတွေအကုန်လုံးပြည့်စုံအောင်လို့ပေါ့နော်ကျမတို့ဖန်တီးထားပေးပါတယ်အရေးချင်းပြေးွားတဲ့ဆရာမတွေကိုခန့်ထားပေးပါတယ်ခန့်ထားပြီးတဲ့ဆရာမတွေကိုလည်းအမြဲစင်ဆက်မပြတ်လေ့ကျင့်သင်ကြားပေး